ကလေးကလေမျက်လုံးကြီးပြူးပြီးအဲ့လိုမျိုးခေါင်းမိုးကြီးပဲတောက်လျှောက်ကြည့်နေတာစကားလည်းမပြောတော့ဘူးရေပြုံးလည်းမရှိတော့အဲ့လိုမျိုးပဲကြည့်ပြီးတော့အဲ့လိုမျိုးကြီးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ကိုရိုစေးကောင်လာပြပေါ့နော်အဲ့ဒါနဲ့ဒီလိုပုံစံမျိုးဖြစ်တယ်နော်အဲ့လိုကြောင်တောင်ကြီးနဲ့ကလေးကမျက်လုံးကြီးပြူးပြီးအဲ့လိုမျိုးကြီးတနေရာတဲ့ဝက်ဆိုက်ကြည့်နေတယ်ဆိုတဲ့ခါကျတော့မသိလို့ရှိရင်ကလေးကနော်အောင်လန်းနဲ့ပြူစားခံထားတယ်လို့အဲ့လိုမျိုးကြီးတွေဖြစ်နေတတ်တယ်အမှန်တရားမဟုတ်ဘူးကလေးမိဘတွေနော်တတိထားတဲ့နှစ်နှစ်အောက်နော်နှစ်အောက်ကလေးငယ်လေးတွေမွေးထားတဲ့မိဘတွေဆိုလို့ရှိရင်ဒီ profile လေးကိုတည်တည်ချာချာကြည့်တာအဲ့ဒါကလေးကနှာစီးချောင်းစုဖြစ်လို့ဆိုပြီးတဲ့ခါကျတော့ဒီလိုပဲတာမန်ပဲပေါ့နော်ရက်ွက်တဲ့စီးဆိုင်လေးမှာတွားပြီးနှာစီးချောင်းစုဆေးရည်လေးဝယ်ပြီးတော့တိုက်တာဒါပေမဲ့သူတို့ကနှာစီးချောင်းစုဆေးလေးပဲဆိုပြီးတော့တိုက်တာဒါပေမဲ့အဲ့ဒီဆေးတွေကနော် destro တို့ citrizine တို့အဲ့လိုဆေးတွေပမာဏများများပါတဲ့ဆေးတွေကိုအဲ့လိုမျိုးပေါ့နော်လွန်ရောကျွံရောပေါ့နော်ခုနပြောတဲ့တစ်ချိန်လောက်တိုက်ရမယ်ဟာကို2ချိန်3ချိန်နေသွားတိုက်လိုက်တဲ့ခါကျဘာဖြစ်လဲဆိုတော့ကလေးကအဲ့လိုမျိုးချောင်းစုပြောက်ဆေးတွေလွန်သွားပြီးတဲ့ခါကျအဲ့လိုမျိုးကြီးပြူပြီးတော့တနေရာတဲ့ကိုစိုက်ကြည့်နေတယ်လို့မျိုးကြီးဖြစ်နေတတ်တယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကလေးမှာ serotonin syndrome လို့ခေါ်တဲ့ဟာဖြစ်သွားတယ်အဲ့ destro တွေများသွားတဲ့အတွက်ကြောင့်မလို့မျက်လုံးကြီးပြူးပြီးကြောင်ပြီးတော့ခေါင်းမိုးကြီးကိုကြည့်နေတာပေါ့နော်အဲ့ခါကျတော့ကလေးကတခြားဟာတွေလည်းကောင်းတယ်နော်ဒါပေမဲ့အဲ့မျက်လုံးကြီးပြူးပြီးကြည့်နေတဲ့ဟာကြီးပဲရှိနေတဲ့အတွက်ကြောင့်မလို့အဲ့တော့မဖြစ်မနေဘာလို့ရလဲဆိုတဲ့ခါကျတအားကြီးတော့စိုးရင်စရာတော့တအားကြီးတော့မရှိဘူးဒါပေမဲ့ဆေးရုံကိုတင်ပြီးတဲ့ခါကျကလေးကိုစောင့်ကြည့်ရတာပေါ့နော်စောင့်ကြည့်ဖို့လိုအပ်တယ်ကလေးကမျက်လုံးကြီးပြူးနေတယ်မအိတ်တော့ဘူးဆိုရင်ကလေးကိုအိပ်ပျော်အောင်ဆေးလေးပေးရတာမျိုးရှိတယ်ပြီးရကလေးကိုနော်ရေဓာတ်ပြန်ဖြည့်ရတာမျိုးတွေရှိတယ်လိုအပ်တဲ့ဟာလေးတွေပြန်ကုရတာပေါ့ကွယ်နော်အဲ့တော့ကလေးရဲ့ကြော့သားလေးတွေပျော့လာအောင်ကလေးအိပ်ပျော်လာအောင်ရေဓာတ်တွေပြန်ပြည့်အောင်ဆေးရုံမှာစောင့်ကြည့်ပြီးတဲ့ခါကျမှအဲ့လိုမျိုးပြန်ကုပေးရအဲ့ဒါဆိုလို့ရှိရင်တော့ destro ရဲ့အာနိသင်ရပေါ့နော်သူကတော့ခုနပြောတယ်လို့ဒီနေ့ဆေးကုလိုက်တယ်ဆိုမနေ့ပြန်ဆိုရင် destro အာနိသင်တွေပြေသွားတယ် citrizine ရဲ့အာနိသင်တွေပြေသွားတယ်ဆိုရင်ကလေးကပြန်ပြီးနှုတ်တွေပါပြီးစို့ပြီးတော့အည်ပြုံးတွေပြန်ဖြစ်ပြီးပြန်ကောင်းသွားတာများပါတယ်အဲ့ဒါမျိုးလူနာတွေเนาะကိုတို့ဒီရပိုင်းထဲမှာခုနပြောတဲ့တစ်နှစ်ကို2ယောက်3ယောက်လောက်ကိုတို့တွေ့ရတယ်เนาะဒီနှစ်တော့မလာပြသေးဘူးအဲ့ခါကျတော့အဲ့ဒါလေးကိုဘုံစုရရအောင်ပြောပြတာအဲ့တော့နှစ်အောက်ကလေးငယ်လေးတွေကိုနာစီချောင်းစုဆေးတွေကအလွန်ကြုံမတိုက်ရဘူးပြီးရခါကျတော့ destro တို့ citrizine တို့ဘာတို့เนาะအဲ့လိုမျိုးပါတဲ့ဆေးတွေနှစ်အောက်မတိုက်ရဆိုတဲ့ဆေးတွေကိုလုံးဝပေးမတိုက်ရပါဘူးเนาะအဲ့ဒါလေးကိုကျမ်းမာရေးဘုံစုရရအောင်ပြောပြတာပါbye bye ပါ